ဝမုံရွှေရဲ့အရှိန်အဝါတွေကိုကြော်တက်ပြီးဒီနှစ်အတွက်အကယ်ဒမီဆုရရှိသွားနိုင်တဲ့လီလီခေါ်ရတနာဘိုပြည်သက်ကြီးတို့ရေမကြတော့တဲ့အချိန်တွင်မှာအကယ်ဒမီပေးပွဲကြီးကျင်းပဖို့အတွက်အနီးကပ်လာပြီးဖြစ်တယ်လို့ဘသူတွေကအကယ်ဒမီဆုကိုထိုက်တဲ့တန်းနဲ့ရရှိသွားမလဲဆိုတာကလည်းပြည်သက်တွေကြားမှာတော့တကယ်ကိုရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းနေခဲ့ပါပြီနော်ဒီနေ့အကယ်ဒမီအတွက်တော့ထင်ကြီးပေးခံနေရတဲ့အမျိုးသမီးသရုပ်ဆောင်တွေကလည်းအရှုရှုပေါ်ထွက်လာနေကြပါပြီ။အဲ့ဒီအထက်ကမှပြည်သက်ထင်ကြီးပေးခံနေရတဲ့အမျိုးသမီးသရုပ်ဆောင်တွေကတော့နောက်ဝန်တဲ့စကားနဲ့ဥမုံရွှေပြောတန်နဲ့ခင်ဝါမောင်မီပြရုပ်ရှင်စကားကြီးနဲ့ရတနာဘိုးတို့ကအပြန်ရေပန်းအစားဆုံးဖြစ်နေကြပါတယ်။အဲ့ဒီအထက်ကမှချက်ပြီးတော့ရေပန်းအစားဆုံးဖြစ်နေတာကတော့ဝမုံရွှေနဲ့ရတနာဘိုးလို့ပြောရမှာပါရှင်။ရတနာဘိုးကအနုပညာပြိုးကင်းရဲ့စင်နေမင်းသမီးတက်လက်ဖြစ်တာကြောင့်လေအနုပညာအရေးအချင်းတော့မခေသူတယောက်ပါ။အနုပညာလောကထဲဝင်ရောက်တာကြားပြီးဖြစ်ပေမဲ့လည်းသူရဲ့အနုပညာအရေးချင်းတွေကိုထုတ်ဖော်ပြသခွင့်တော့မရခဲ့ပါဘူး။ရတနာဘိုးကထိတ်တန့်မင်းသားကြီးတွေနဲ့အပြိုင်တရုပ်ဆောင်မှုရရှိခဲ့ပြီးမဲ့လောက်ကမရတဲ့ဇယုတ်တွေမှာသာပါဝင်ခဲ့ရတာဖြစ်လို့သူမရဲ့အနုပညာအရေးတွေဘလောက်ရှိတယ်ဆိုတာအပြည့်အဝချပြခွင့်မရခဲ့တာဖြစ်ပါတယ်။သူချစ်ခင်ဇလန်တွေမှာဆိုရင်တော့သူမရဲ့အနုပညာအရေးချင်းတွေကိုချပြနိုင်ခဲ့တဲ့အတွက်ကြောင့်လည်းပြည်သက်အားပေးမှုများစွာရရှိခဲ့သလိုသူချစ်ခင်ဆိုပြီးတော့ပါနာမည်တဟုန်တို့ကြီးသွားခဲ့တဲ့အထိပါပဲရှင်။အဲ့ဒီနောက်ပိုင်းမှာတော့ရတနာဘိုးကဇလန်တွဲတွေသာမကယုံတင်ရုပ်ရှင်စကားကြီးတွေမှာပါပါဝင်တရုပ်ဆောင်မှုရရှိလာတာဖြစ်ပြီးတော့အခုဆိုရင်ဒီနှစ်အတွက်အကယ်ဒမီတစ်ကြိုပေးခြင်းခံရတဲ့မင်းသမီးစီရင်နှန်းမှာပါဝင်လာခဲ့ပါပြီ။မောင်မီပြရုပ်ရှင်စကားကြီးမှာတော့ရတနာဘိုးကပြည်တစားမလေးလေးဖြစ်တရုပ်ဆောင်ထားပါတယ်။အခုရတနာဘိုးနဲ့အပြိုင်အကယ်ဒမီရဖို့အတွက်အီဗန်စားနေတာကတော့ဦးမုံရွှေပဲဖြစ်ပါတယ်။နောက်ဝန်တဲ့စကားမှာကစ်ရဲ့တမှုကွက်ထက်နေတဲ့ဇယုတ်တွေကိုပြင်းစွာနဲ့ပြည်သက်ကြီးတို့ကကြည့်ရှုရမှာဖြစ်ပါတယ်။ပြည်သက်အားပေးမှုများစွာရရှိတဲ့နောက်ဝန်တဲ့နဲ့အတူအကယ်ဒမီပါရင်ခုန်နေရပြီဖြစ်ပါတယ်။ကေကတစ်နှစ်မှာတကားလောက်သာရိုက်ကူးတာဖြစ်ပြီးတော့အဲ့ဒီကားနဲ့လည်းအကယ်ဒမီရနိုင်နေဆိုတာတိမ်ပကြီးစက်ကားကတည်တည်ပါပဲရှင်။အခုနောက်ဝန်တဲ့နဲ့အကယ်ဒမီထပ်ရခဲ့မယ်ဆိုရင်တော့ဝမုံရွှေအနေနဲ့စုပေါင်းအကယ်ဒမီ၄စုအထိပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။အရင်နှစ်တွေကအကယ်ဒမီဆုရခဲ့တာကြောင့်ဒီနှစ်မှာတော့ရတနာဘိုးကိုသာပြည်သက်တွေကတော့ရစီချင်နေကြပါတယ်။မင်းသမီးနှစ်ယောက်စလုံးကလည်းကာရီတာမှာတယောက်တစ်မျိုးစီပြင်းနေကြတာကြောင့်အကယ်ဒမီရွေးချယ်ဖို့အတွက်ကတော့တော်တော်ကိုခက်ခဲမှာကတော့အသေးချပါပဲရှင်။ခရိုနီတတိကတော်ကြီးဝမုံရွှေကပဲဒီနှစ်အတွက်အကယ်ဒမီကိုရယူသွားမလား။ဒါမှမဟုတ်ဝမုံရွှေရဲ့ဒီလိုမျိုးအရှိန်အဝါကြီးမားမှုတွေကိုကြော်တက်ပြီးရတနာဘိုးကပဲရရှိသွားမလားဆိုတာကတော့တကယ်ကိုရင်ခုန်စရာကောင်းနေခဲ့ပါပြီ။ပြည်သက်ကြီးတို့ရောဒီနှစ်အတွက်အမျိုးသမီးဆက်ဆောင်စုအကယ်ဒမီအတွက်ဘယ်သူကိုခံမှန်းထားလဲဆိုတာပြပြပေးခဲ့ပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။